အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့တိုင်းပြည်ရဲ့လမ်းစဉ်အပိုင်း18ပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစခင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပြီး notification လေးယူထားပေးဖို့လည်းမေတ္တာရပ်ခံချင်ပါတယ်ဇာတ်လမ်းအစမှာတော့ဟူမီယာကဦးဆောင်ပြီးရန်ခိုင်းကိုသူတို့ရှမ်းကြံခိုင်းရဲ့မိုင်းတွင်ကိုခေါ်သွားတဲ့လမ်းမှာရန်ခိုင်းကဟိုနေ့ကကိစ္စကိုတောင်းပန်ကြောင်းပြောလိုက်ပါတယ်ဟူမီယာကလည်းတောင်းပန်စရာမလိုဘူးအဲ့နေ့ကနင့်ကိုယ်တော်ကျေးဇူးတင်နေတာလို့ပြောလိုက်တော့သူလည်းငါ့ကိုမမုန်းဘူးလားလို့မျက်နှာညှိုးငယ်စွာပြန်ပြီးလိုက်ပါတယ်။ဟူမီယာလည်းရည်လိုက်ပြီးအစကတော့နည်းနည်းမုန်းတယ်။နောက်တော့မမုန်းတော့ဘူး။ဘာလို့လဲဆိုတော့ဆန်ချောင်ပုံးတဲ့နူထောင်းရုတ်တရက်ပေါ်လာတော့နင်ချက်ချင်းငါရှိမှရက်ပြီးကာဝယ်ပေးခဲ့တယ်လေ။ဒီနေ့တွေထဲမှာငါ့ကိုကာဝယ်ပေးချင်တာနင်တယောက်ပဲရှိတယ်လို့ပြောလိုက်ပြီးတော့တယောက်နဲ့တယောက်စကားတွေပြောနေခဲ့ကြပါတယ်။ထို့နောက်ရန်ခိုင်းကမင်းကလေးတွေနဲ့ပတ်သက်ရင်ငါကတုံ့ပြန်မှုမရှိဘူး။ပြီးတော့နင်တို့ညီမနှစ်ယောက်ငါ့ကိုအသားယူခဲ့တာလို့စနှောက်လိုက်ပါတယ်။နင်ပါပြောတာလေငါအမသာရှိရင်နင်အစော်ခံရမှာလို့ပြန်ပြောလိုက်တော့နင်မာကစစ်မှန်ဒရက်စင်ကျန်းရွယ်ပုံအဆင့်လာလို့မေးလိုက်ပါတယ်စစ်မှန်ဒရက်စင်ပုံပထမအဆင့်ညထက်၄ဆင့်မြင့်တယ်လို့ဟူမီယာလည်းပြန်ပြောလိုက်ပါတယ်ရန်ခိုင်းလည်းသူကရှော့တွက်လို့မရဘူးလို့တွေးနေခဲ့ပါတယ်ထို့နောက်ဟူမီယာကနင်ပြောတာငါမှတင်ပါကအရွယ်စားမညီဘူးဆိုငါရောဘလို့လဲလို့မေးလိုက်ပါတယ်ရန်ခိုင်းလည်းအဖြေမပေးချင်တာနဲ့ရောက်ဖို့ဘယ်လောက်လိုသေးလဲလို့စကားလွှဲမေးလိုက်ပါတယ်နည်းနည်းကြံသေးတယ်အခုကဟေးဘုံတစ်တော်အလယ်မှာရှိသေးတာလို့ပြန်ပြောလိုက်တော့ဒီလောက်ဝေးရလားလို့ရန်ခိုင်းလည်းထပ်မိလိုက်ပါတယ်မန်နရီအေရီယာကအထူးခြားတဲ့ပုံစံတီထွက်လို့လာလဲသူရှာတယ်တကယ်ကကောင်းတာပဲလို့ပြောလိုက်တော့ဘလို့ထူးခြားတာလဲလို့ရန်ခိုင်းလည်းသိကျင်တာနဲ့ထပ်မိလိုက်ပါတယ်ရန်ရန်ကြောင်းနဲ့ရင်းရန်ကြောင်းနှစ်ခုလုံးထွက်တယ်သူတို့ကတက်တီချင်းဆန့်ကျင်ဘက်ဖြစ်ပေမဲ့မန်နရီတစ်ခုထဲမှာရှင်တွဲတီရှိနေတယ်လေပထမတော့ငါတို့ဂိုင်းကလူတွေလည်းတခုခုမမှန်ဘူးလို့ခံစားမိကြတာပေါ့ဒါပေမဲ့နှိမ့်ကြတော့ဘာမှဖြစ်မလာဘူးလေအဲစားငါတို့ကိုအကျိုးမြတ်ကြီးပေးနေတာပဲလို့ဟူမီယာလည်းရှင်းပြနေခဲ့ပါတယ်။နင်တို့ခိုင်းကကံကောင်းတာပေါ့လို့ရန်ခိုင်းလည်းပြောလိုက်တော့ဟူမီယာလည်းတတိယသွားကနင်ဒီနေ့လွဲသွားရင်ငါ့ကိုရှာလို့ပြမှာမဟုတ်ဘူးလို့မျက်နှာညှိုးဝဲစွာပြောလိုက်ပါတယ်။ဘာလို့လဲနင်ပဲသွားမှာမလို့လဲလို့ရန်ခိုင်းလည်းမေးလိုက်ပါတယ်။အရင်တစ်ခါတိုက်ခိုက်တုန်းကငါတခုတင်ယူခဲ့ရတယ်။ငါ့ကိုငါတောင်မကာကွယ်နိုင်ရင်ဂိုင်းကိုဘသူကကူညီပေးနိုင်မှာလဲ။ဒါကြောင့်ငါတီးတက်လေးချင်းမလို့ငါတန်မာမအမလိုအဖေကိုကူညီပေးနိုင်မှာလို့ပြောပြလိုက်ပါတယ်။နင်စဉ်းစားရတာကောင်းမွန်တဲ့ကိစ္စပဲလို့ရန်ခိုင်းလဲအားပေးလိုက်ပါတယ်။ဟူမီယာလည်းသူလေးချင်းပြီးပြန်ထွက်လာရင်အကုန်ပြောင်းလဲကုန်မှာကိုစိုးရိမ်နေခဲ့ပါတယ်။ထို့နောက်ဒီနေ့နေကံကောင်းနေရလို့ထင်လားလို့မေးလိုက်ပါတယ်။ဘာမှပြန်မပြောလို့တစ်သားသုံးကြီးသွားမယ်လို့ပြောလိုက်ပါတော့လေ။နောက်တစ်ခါမှတော့မိုင်းတွင်းကိုသူတို့နှစ်ယောက်ရောက်လာပါတော့လေ။ဒီလောက်ကြီးမားတဲ့မိုင်းတွင်းစီမံဖို့ခက်မှာပဲနော်လို့ရန်ခိုင်းလဲမေးလိုက်ပါတယ်။ပြဿနာမရှိပါဘူး။ဖိုးဖိုးလုံကဒီနေရာကိုကူကြည့်ပေးတယ်လေ။ဖိုးဖိုးလုံကအရန်ကျင်လာတယ်လေ။သူ့မြေးပဲလို့ပြောနေချိန်မှာရက်လိုက်လို့ရန်ခိုင်းလဲသူ့မြေးကဘာဖြစ်လဲလို့မေးလိုက်ပါတယ်။ဟူမီယာလည်းထားလိုက်တော့အရင်ဝင်ရအောင်လို့ပြောလိုက်ပါတော့တယ်။အထဲရောက်တော့ရန်ခိုင်းလဲရှောက်ကြည့်နေကြလို့ဟူမီယာကဘာဖြစ်လို့လဲလို့မေးလိုက်တော့ဘာမှမဖြစ်ဘူးဒီနေရာကနည်းနည်းမူမှန်လို့ပဲလက်ဆင့်ဆွဲရင်အရှံပဲပဲလို့ပြောနေချိန်မှာအနောက်ကအဖိုးလုံရောက်လာပြီးမမလေးကိုနှုတ်ဆက်လိုက်တော့ဟူမီယာလည်းကြီးဖက်ကဒါငါတို့ကိုင်းရဲ့လက်ထောက်ကောင်းဆောင်လုံကြိုက်ထမ်းလို့မိတ်ဆက်ပေးလိုက်တော့ရန်ခိုင်းလဲတွေ့ရတာဝမ်းသာပါတယ်လို့ပြောကာဗလာတူးလိုက်ပါတယ်အဖိုးလုံကလည်းမမလေးဒီနေရာကပူပြီးညစ်ပတ်ပါတယ်မမလေးလာတဲ့နေရာမဟုတ်ပါဘူးပြန်သွားလိုက်ပါနော်မဟုတ်ရင်မင်းဖေသိရင်ငါစုကန်ထိနေပါဦးမယ်ပြောလိုက်ပြီးဟူမီယာကလည်းအဖိုးကမျိုးဆက်30မြောက်ရဲ့အမှုတန်းသူပါအဖေကစူရဲစရာလားလို့အပြန်လည်ပြောနေကြပြီးရန်ကိုင်းကိုလည်းရှိတယ်လို့မထင်ကြတဲ့အထိပါပဲထို့နောက်အဖိုးလုံးသမီးမိတ်ဆွေကမိုင်းတွင်းကပစ္စည်းတစ်ခုတော့ဝယ်ခြင်းလို့သမီးအတွက်ချွတ်ချက်ထားပြီးလုပ်ပေးလို့မရဘူးလားမေးလိုက်ပါတယ်သူကငါတို့ခိုင်းတဲ့ဘက်မဟုတ်ဘူးထင်တယ်လို့မေးလိုက်တော့ကျွန်တော်ကလင်းရှောင်အဆောင်ကတဲ့ဘဲပါလို့ပြောလိုက်ပါတယ်အဖိုးလုံးအတွေးထဲမှာစင်ကြီးရှာလို့မရမှာစိတ်ပူနေတာအတော်ပဲလို့တွေးကမိုင်းရင်းဧရိယာကငါတို့ကိုင်းရဲ့လူဝဲဒီမိုင်းရင်းဧရိယာကကျုပ်တို့ကိုင်းကိုချမ်းသာကြွယ်ဝအောင်လုပ်ပေးနေတာလူအများစုကကျုပ်တို့ရဲ့လူဝဲချက်ကိုအဆက်မရှိဖော်ထုတ်ခြင်းနေတယ်ကျုပ်ရှိနေလို့သာမဟုတ်ရင်ဘလို့ပြဿနာတွေဖြစ်လာမလဲဘသူကသိမှလဲလို့ပြောနေခဲ့ပါတယ်ဟူမီယာလည်းသူကပစ္စည်းဝယ်ခြင်းရုံတသက်ပါလို့ရှင်းပြပေမဲ့အဖိုးလုံးကလက်မခံပဲရန်ခိုင်းကိုသတင်းနိုင်ဖို့လာဒိုင်းစည်းကမ်းအရမိုင်းရင်းကိုလာစုံစမ်းတဲ့သူအညာတာမရှိတက်ခံရမယ်ပြောကပြဿနာရှာနေခဲ့ပါတယ်ရန်ခိုင်းလဲပြဿနာရှာခံနေရတော့သူလဲတက်ပြက်စင်စိတ်တွေပေါ်လာတော့ထိမရတော့ပဲတိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်
ဆွေဒီအဆင့်လေးနဲ့များပြန်တိုက်ဖို့တတိရှိတယ်ပြောကတစ်ချက်တိုက်ခိုက်လိုက်တာရန်ခိုင်းလဲကာလိုက်ပေမဲ့ဒူးထောက်ကျသွားကဓာတ်ဆင်စွမ်းရင်ချိတ်ပိတ်ခံလိုက်ရပါတယ်ကျင့်ကြံအဆင့်မြင့်ပြီးတော့အဆင့်တန်းမရှိဘူးလူချင်းဝင်မရှိဘူးလို့တွေးနေချိန်မှာအဖိုးလုံးကထပ်တိုက်ခိုက်ဖို့ရန်ခိုင်းစီပြေးဝင်လာခဲ့ပါတယ်ရန်ခိုင်းလဲအတွေးပင်လန်းထဲမှာဓာတ်ဆင်စွမ်းရင်ချိတ်ပိတ်ခံရတာကိုလွတ်အောင်အယိုးစုကိုဝင်ဘူးခိုင်းကအဖိုးလုံးလက်ဝါးရိုက်ချက်ကိုရှင်ရိုက်လိုက်တော့အဖိုးလုံးလည်းနောက်ဆုတ်ပေးလိုက်ရပါတယ်သူ့အတွေးထဲမှာလည်းဘလို့ဖြစ်နိုင်မှာလဲငါရဲ့ဝိညာဉ်အချင်းချပုံအတက်ကိုတကယ်ချိုးပြနိုင်တယ်ဒီလောက်မှမကန်တွင်နိုင်ရင်ငါမျက်နှာပဲသားထားရမလဲတွေကနောက်ထပ်ထပ်တိုက်ခိုက်လိုက်တော့ဟူမီယာလည်းအရှိကပိတ်ရက်ကအဖိုးလုံးကိုတက်ညာပေးဖို့တောင်းဆိုလိုက်ပါတယ်အဖိုးလုံးကဒါမင်းဖေရဲ့အမေကိုပြောလိုက်တော့ဒါဆိုသမီးကိုတစ္ဆာဖောက်လို့ယူဆလိုက်တာလားလို့ပြန်ပြောလိုက်ပါတယ်မလုပ်ရဲပါဘူးဒါပေမဲ့မန်နွေဧရိယာကအရေးကြီးတာမို့မမလေးနားလဲပြီးအပြင်လူပေးမဝင်နိုင်ဘူးလို့ပြောပြီးအဖိုးလုံးရဲ့အတွေးထဲမှာတော့မမလေးကဒီလူကိုကောက်ွယ်ပြီးနေခြင်းနေတယ်အလင်းလုံးလို့မရဘူးလို့တွေးနေခဲ့ပါတယ်မိကလည်းကျမလုပ်တာကျမသိတယ်ပြောလိုက်တော့ဒီလိုဆိုကျုံနောက်ဆုတ်လိုက်ပါမယ်ပြောကထွက်သွားဖို့လှုပ်လိုက်ချိန်မှာခဏနေပါဦးအကြောင်းရင်းမရှိကျုပ်ကိုတတ်ဖို့လုပ်တယ်နောက်9နှစ်နေရင်ဒီနေ့အကျွေးကျုပ်ပြန်လာရှင်းမယ်ဒီနေ့အထိအသက်ရှင်နေဖို့မျှော်လင့်နေပြောကချင်းဆူလိုက်ပါတယ်မင်းနာအဲ့ဒီမတိုင်ခင်မသိသေးနဲ့လို့ပြောကထွက်သွားပါတော့လေဟူမီယာလည်းတောင်းပန်ပါလေဒီလိုဖြစ်လာမှမသိခဲ့လို့ပါလို့ပြောလိုက်တော့မဟုတ်ဒီကူလာဖို့ပြောတာငါပါလို့ပြန်ပြောလိုက်ပါတယ်ရန်ခိုင်းလည်းအရေးကြီးတဲ့အချိန်ကြောက်စရာကောင်းတဲ့ခံစားချက်ကငါ့ကိုထက်ကဲခဲ့လို့မဟုတ်ရင်တေးနေလောက်ပြီဒီခံစားချက်ရွှေအယိုးခန္ဓာနဲ့တခုခုပတ်သက်နေတယ်လို့တွေးနေခဲ့ပါတယ်ဟူမီယာဒီမှာခဏဆောက်အောင်လို့ပြောထွက်သွားပါတယ်တစ်ဖက်မှာလည်းဖူဖူအဲ့ကောင်ကိုတခါလဲတက်ပြစ်တင်တာလို့ပြောလိုက်တော့ငါအဲ့ကောင်ကိုတက်ရတာလည်းလေဒီအတွက်နဲ့မေးအားမင်းနဲ့ငါ့ကိုမုန်းသွားလိမ့်မယ်မင်းအဲ့လိုမြင်ကျင်လားလို့မေးလိုက်ပါတယ်အဖိုးလုံးစီမှာမြေးနှစ်ယောက်ရှိပါတယ်သူကသူ့မြေးနှစ်ယောက်နဲ့ကြောက်အားနဲ့မေးအားတို့ညီမနှစ်ယောက်နဲ့လက်ထပ်ပေးပြီးချွဲချက်ကိုင်းရဲ့ပိုင်ဆိုင်မှုတွေကိုလုံမျိုးရိုးနယ်မြေခံမဲ့အကြံစီတွေရှိနေခဲ့ကြပါတယ်အဖိုးလုံးကရန်ခိုင်းကိုတတိစိတ်လုံးကြံဖို့ပါသူ့မြေးကိုကြည့်လို့ဖို့ခိုင်းလိုက်ပါတယ်တစ်ဖက်မှာလည်းဟူမီယာကပြန်ရောက်လာပြီးရန်ရန်အစီအသုံးကိုပေးလိုက်ပါတယ်ထို့နောက်ရန်ခိုင်းလည်းကျေးဇူးတင်တဲ့အနေဟူမီယာလက်ကိုဆွဲကခေါ်သွားလိုက်ပြီးငါခြေထောက်အောက်ကနေရာကိုနေတေချာမှတ်တာဒီအောက်ပေ80လောက်မှာစွမ်းရင်အရင်မြစ်တစ်ခုရှိတယ်ရန်ရန်ကြောင်းတဲ့အစာပေါင်းများစွာတတ်ဆင်တဲ့ဟာတစ်ခုရှိတယ်ဒါကဒီမန်းရီပေါ်ပေါက်လာရခြင်းနဲ့ဆက်ဆက်နေတယ်လို့ပြောလိုက်ပါတယ်ဒီလိုလှုပ်ဝက်ချက်ကြီးကိုငါ့ကိုပြပြပေးတယ်ပေါ့ကြည်ရတာနင်ကတင်သားဆုံးကြီးမဟုတ်ဘူးလို့ဟူမီယာလည်းတွေးနေခဲ့ပြီးနောက်ကျနေပြီးငါလေးချင်းမှုပြန်တော့မယ်ပြောကရန်ခိုင်းလည်းထွက်လာခဲ့ပြီးငါအမြန်ဆုံးခိုင်းယူမှုအစစ်တက်ရမယ်လို့တွေးလိုက်ပါတော့တယ်